လက်ငင်းငွေချေစရာမလိုပဲနဲ့မြောက်တကုံရဲ့အချက်ချက်ကြတဲ့32ရက်ကွက်လိုနေရာမျိုးမှာသိန်း3000ကျော်ဝန်းကျင်လက်ထဲရှိအောင်ဘန်ဟုံးလုံးနဲ့ချိတ်ဆက်ပြီးတော့စိတ်ကြိုက်ဝယ်ယူနိုင်မဲ့အိမ်လေးနှလုံးကိုလိုက်ပြပေးမှာပဲဖြစ်ပါတယ်ဒီအိမ်လေးကဘရဲနောင်လမ်းမနီးမှာတည်ရှိပြီးတော့ကြံအမီပေါက်ဖြစ်ပါတယ်ချက်ထဲမှာတော့ကားတစ်စီးရက်လို့ရမယ့် space ပါရှိပါမယ်အိမ်ဝင်ဝအတက်ဆင်းမှာဆိုရင်တော့ကြွေပြားတွေတုံးပေးထားပြီးကျုံတကားမကြီးကိုအသုံးပြုပေးထားပါတယ်အိမ်ကမ်းမှာဆိုရင်လည်းမျက်နှာချက်အလှမီဆိုင်နှခတွေနဲ့ cabinet တွေလည်းပါရှိပါတယ်လှေကားအောက်ဖက်မှာ store အဖြစ်အသုံးပြုလို့ရအောင် space လေးပြုလုပ်ပေးထားပါတယ် kitchen ကိုဝင်မှုအတွက် slide door လေးချပေးထားပါတယ် dining area အဖြစ်အသုံးပြုလို့ရတဲ့နေရာလေးလည်းပါရှိပါတယ် kitchen မှာဆိုရင်လည်း cabinet အပြည့်စုံနဲ့ပါဝင်တာမို့ပစ္စည်းနေရာအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့လူငယ်တွေအကြိုက်ဘားကောင်တာအဖြစ်အသုံးပြုလို့ရနိုင်ပါတယ်အောက်ထပ်မှာဆိုရင် master တခန်းလေးပါရှိပါမယ်ဒါဆိုရင်အပေါ်တက်ကိုသွားကြည့်ကြတော့ဒီနေရာလေးကတော့ဖျားကန်းနေနဲ့ရော living area အဖြစ်ရောအသုံးပြုလို့ရပါတယ်မျက်နှာချက်တွေမီးလှတွေနဲ့အလှဆင်ပေးထားပါတယ်အပြင်ဘက် veranda မှာဆိုရင်လည်း basin တစ်ခုလည်းပါဝင်ပါတယ် master တခန်းနဲ့ single တခန်းပါရှိပါတယ်အခန်းတွေကိုလည်းအလင်းရောင်ကောင်းကောင်းရအောင်ဗီဒင်းမောက်တွေတေချာတက်ဆင်ပေးထားပါတယ်ဘတ်တက်ပါတဲ့အပြင်ကြဲကြဲဝန်းဝန်းရှိပါတယ်ဒီအိမ်လေးကိုတော့အယောင်စင်းတော့31200ဘေးကအမွှာအိမ်လေးကိုတော့31400နဲ့အယောင်ဖွင့်ထားပြီးတော့ဘန်ဟုံးလုံးနဲ့ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်အပေါ်ထဲကိုတက်မဲ့နေရာမှာတော့ကျုံတစ်ခေါက်မှကြီးကိုအသုံးပြုပေးထားပြီးတော့အပေါ်မှာမီးဆိုင်အလှတွေလည်းတက်ဆင်ပေးထားပါတယ်ရှေ့ဘက်မှာတော့အပင်ဆိုင်ဖို့နေရာအနားယူလို့ကောင်းမဲ့နေရာကျယ်တွေလည်းရှိပါတယ်အနောက်ဘက်မှာလည်းနေရာကျယ်ရှိပါသေးတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ရန်ကုန် HM လမ်းညွှန်ရဲ့ Facebook page Messenger နဲ့ပေါ်ပြပါဖုန်းနံပါတ်ကလေးတွေကိုဆက်သွယ်ပြီးတော့ဝယ်ယူဆောင်စမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်ခင်ဗျ